January 6 ရက်နေ့အင်္ဂါနေ့အာယုံစုတောင်းကြီးအစီအစဉ်စပြုဖို့ပဏာမကျမ်းတော်ကိုဖတ်ပြပါမယ်။ဗျာဒိတ်ကျမ်းအခန်းကြီး20အငယ်3နဲ့အငယ်9နှစ်ပိုက်ဖြစ်ပါတယ်။ဗျာဒိတ်ကျမ်းအခန်းကြီး20အငယ်3နဲ့အငယ်9နှစ်ပိုက်ဖြစ်ပါတယ်။အနှစ်တစ်ထောင်မကုန်မီတိုင်အောင်လူအမျိုးမျိုးတို့ကိုမလှည့်ဖျားရမည်အကြောင်းအ내ဆုံးသောတွင်ထဲသို့ချပြည့်ဆောင်ထား၍တစိတ်ခတ်လေ၏အနှစ်တစ်ထောင်ကုန်ပြီးမှတဖန်လွှတ်ရလို့၏အငယ်9ထိုအနှစ်တစ်ထောင်ကုန်ပြီးမှစာရန်သည်ထောင်ထဲကလွတ်တော်အခွင့်ကိုရ၍အရေအတွက်အားဖြင့်သမုဒ္ဒရာတဲလုံးနှင့်အမျှများသောဂောဂမာဂောဂဒီဟုသောမြေကြီးလေးမျက်နှာပေါ်မှာနေသောသူအမျိုးမျိုးတို့ကိုလှည့်ဖြာအံ့သောငါစစ်တိုက်ဖို့စီဝေးစီချင်းကတက်ကြလိမ့်မည်ဆုတောင်းကြပါစို့ကောင်းကင်ဘုံ၌ရှိတော်မူသောအဖမြတ်စွာသောဘုရားသခင်စာရမဏတ်ဒီကဘာဝဆာလူသားကိုလှည့်ဖြာနေသောကြောင့်ဤလှည့်ဖြာခြင်းကိုကျွန်တော်တို့ယုံကြည်သူများသည်ခရိယာများသည်ကဘာသူကဘာသားတို့သည်တိပြီးတော့ကြော်လွှားအောင်မြင်နေလှည့်စားခြင်းနဲ့ကင်းလွတ်မည်အကြောင်းတန်ရှင်းသောဝိညာဉ်တော်သည်ကျွန်တော်တို့အားကောင်းကြီးပေးလေတုံ့တင်ပေးပါမည်အကြောင်းပညာပေးပါမည်အကြောင်းမနေ့ယနေ့နောင်ကာလမပြောင်းမလဲအသက်ရှင်၍ကျွန်တော်ကိုစုံစမ်းနှောက်ယှက်ခြင်းနဲ့ကင်းလွတ်စေဖို့ရအမြဲတမ်းဆုတောင်းဆောင်မတော်မူသောကျွန်တော်ရဲ့ကေတမိုင်းရှင်သခင်ခရစ်တော်ရဲ့မြတ်သောနာမ၌ယူသည်စွာကျေးဇူးတော်ပေါင်းကိုချီးမွမ်းလက်ယနေ့နေ့အစီအစဉ်ကိုကျွန်တော်အားလုံးသဘောတူလက်အရှင်ဘုရားလက်တော်ထဲသို့စကအနံဆုတောင်းကြပါရပါဖျားအာမင်ဓမ္မတခြင်းအမှတ်38တန့်ရှင်းတော်မူခြင်းကျူကျွန်တော်ကိုယ်ရဲ့ဘုရားကတန့်ရှင်းတဲ့အနန္တတကူနဲ့ပြည့်စုံတဲ့အရှင်ဖြစ်ပါတယ်ဒီနေ့ဆိုကိုရှင်နာမကိုချီးမွမ်းတဲ့အခါမှာအပိုက်3လေးကတော့တန့်ရှင်းမှောင်မိုက်ချင်းမြင့်ကွယ်လေပြည့်ရှိသောလူမျိုးသည်ဘုံတော်ကိုမမြင်နိုင်ဒီနေ့စာရန်လှည့်စားခြင်းအဖြစ်ညာမျက်စိကွယ်နေတဲ့လူတို့သည်ဘုရားသခင်ရဲ့ဘုံတော်နဲ့အလင်းတော်ကိုမမြင်နိုင်ဖြစ်နေတဲ့အခါမှာဒီလောကကိုအစိုးရတဲ့ဒီမင်းလက်ထက်ကလွတ်မြောက်ဖို့ကျွန်တော်ဆုတောင်းခြင်းနှုတ်ကပတော်အားဖြင့်ကုညီတဲ့အပြင်အဲ့ဒီဘုရားသခင်မေတ္တာကိုနားလည်ပြီးတော့အတုမဲ့ဘုရင်ရဲ့မေတ္တာအားဖြင့်ဖြူစင်ခြင်းတစ်ခုဆိုရရှိဖို့ဒီတခြင်းလေးကိုမေတ္တာပို့တဲ့သဘောနဲ့ကျွန်တော်အတူတူကချီးမွမ်းတည်ဆိုကြပါစို့So so cold on ya ko chi mwa
ဒီဗျာဒိတ်ကြောင့်လေ့လာတဲ့အခါမှာအနှစ်တစ်ထောင်ပြည်လည်းညီကလာပြီးတော့ဒီနှစ်ထောင်မှာဘုရားခင်ကျွန်တော်တို့အုပ်စိုးပြီးတဲ့အခါမှာအဲ့ဒီအနှစ်တစ်ထောင်ပြည်လည်းကလာအပြီးမှာစာဒာတို့နော်ခရတာယေလို့မိစ္ဆာပရောဖက်တွေကိုဘုရားခင်ကမိစ္ဆာပရောနဲ့တာယေကိုတော့ကနဲ့လာနေမြဲနေပြချလိုက်မယ်စာဒာကတော့အနှစ်တစ်ထောင်ဘယ်သူမှမလှည့်ပြမယ်အကြောင်းဘုရားခင်ကချုပ်ထားမယ်ဒါစာဒာကသူ့ရဲ့လူရကယောအခန်းကြီး၈မှာကျွန်တော်တွေ့ရတယ်30မှာတွေ့ရတယ်သူကတခိုးဖြစ်တယ်ဖြစ်စီမယ်တစ္ဆာမဲမယ်လိန်လေမယ်နောက်တော့ပြီးတော့တတ်မယ်လူရဲ့ဘဝတည်အောင်လုပ်မယ်အဲ့ဒါသူ့ရဲ့အရင်ကပါပဲဖြစ်တယ်အဲ့ဒီအပြင်အဲ့ဒီချေဝင်အောင်လှည့်စားမယ်အမှန်တန်လှည့်စားတတ်တယ်လို့ဖြစ်တယ်ကဘာဦးထဲမှာပြန်ကြည့်ရင်ကျွန်တော်ရဲ့လူသားရဲ့မိခင်ကြီးအေးဝါကိုလှည့်စားခဲ့တယ်ဘုရားသခင်ကဒီအဒီမစားနဲ့စားရင်းနေမှာဧကအမှန်သိမယ်ပြောထားတယ်စာရန်ကစားမသိဘူးဘုရားလို့ဖြစ်မယ်သူဘယ်လိုလှည့်စားလိုက်လဲဆိုရင်အေးဝါရဲ့မျက်စိအမြင်မှာမျက်စိတက်မဲ့ခြင်းပေါ့နော်အတီးကိုကြည့်လိုက်တော့အိုးအတီးကအပြန်လှတယ်စားဖို့လည်းကောင်းတယ်စားရင်လည်းပညာတုံးမယ်လို့မြင်တော့ကြောက်ဒီမကောင်းတဲ့ခုမှကောင်းတာကြီးပဲနော်ဒီကနေ့စားရင်လှည့်စားခြင်းပြန်ကြည့်ပါအရက်ပလင်းလှလိုက်တာတခါလေညင်ညပပကြီးဆိုဘရတာမဟုတ်ဘူးနော်နောက်ပြည့်တစားဆိုလဲဆောင်းလှတာမယ်ရုပ်စစိုးကြီးဆိုဘယ်မှသွားမှာမဟုတ်ဘူးတော့ဥမာfestival ဖက်နေလို့တဲ့စေလိတ်တွေဆိုတိတ်အခုတော့ဘယ်တော့မလဲအမလေးစိလိကဖြူဖြူလှလှလေးမယောဂကင်းစင်အစီကံလည်းပါတယ်အမျိုးမျိုးစာတန်ကလူသားကိုလှည့်စားပြီးတော့အဲ့ဒီတောင်ကလူတွေပါသွားပြီးတော့ငွေတွေကုန်တယ်ဒါကြောင့်ဟိရှာပြောပါတယ်အစာမှုတဲ့အတွက်လူတွေအကုန်ခံနေတယ်အာဟာရမဖြစ်တဲ့ဟာတွေအတွက်လူတွေအာရထီမတွားနေရတယ်ရှင်ကမပြေတဲ့တောက်ဆရာတွေလည်းတောက်ပြီးတဲ့လူတွေဒုက္ခရောက်နေကြတယ်ဘုရားကငတ်ရှိလာပြီးတော့အဖို့မပြေပြေယူကြပါအဲ့လေစားတဲ့စာလံကိုအနှစ်ထောင်ပြီးတဲ့အခါမှာဒါကြောင့်ဗီဇအပြည့်ဆိုတိကျဖို့ကောင်းတယ်နော်စာတန်ကအစတည်းကဖျောင်းတော်လှည့်စားမှုကျူးစားတယ်ကြောက်ကြောက်ခင်မို့လို့စားလိုက်ပါလားတကူအလွဲဆုံးလုပ်ဖို့ကျူးစားတယ်ခရတော်ကျမ်းစာလည်းပဲအောင်တယ်ကျမ်းစာလာတယ်လူဒီမှုအဖြစ်အသက်မွေးရတဲ့ဘုရားကြီးမိန့်တော်မူတာအဖြစ်အသက်မွေးရတယ်ဒီခါအမြင့်ညူခေါ်ပြီးတော့ဒီခါလေ popular ဖြစ်အောင်ပေါ့နော်လူတွေရှိမှအထင်ကျော်စောအောင်ခုံချလိုက်လေကျမ်းတဲ့မှာကိုတော့ခြေတော့ကိုကြောက်နေမထီဘူးကောင်းကင်ဘုံနဲ့မဆထားမယ်မဟုတ်ဘူးလားခရစ်တော်ဘာပြောလဲတင်းပြားငယ်ထားရပြအစုံသားမပြရဘူးနောက်ဆုံးမနိုင်တော့သူလောကဥစ္စာရုံရဒါကျွန်တော်ပိုင်နေကိုသိတယ်ဟောတယ်ကျွန်တော်ပြီးချင်လို့ပြီးလို့ရတယ်လေကိုတော့ကျွန်တော်ဥချလိုက်ပြီးမယ်ကျွန်တော်တင်းပြားငယ်ထားရပြကိုဒါကိုယ်ဝယ်မယ်လို့ကျမ်းစာလာတယ်ဒါစာတန်ရဲ့နောက်ဆက်ခြင်းကိုနှုတ်ကတော့ဓာတ်နဲ့ပဲကျွန်တော်အောင်မြင်တယ်အမှန်တန်လိမ့်မှလှည့်စားနေတယ်ဒါကျမ်းစာကတော့မနေ့ကနေ့နောက်ကလည်းမပြောင်းမလဲတော့ကြောင့်လှည့်စားလို့မရတော့ဒီကနေ့လေစာတန်ရဲ့နောက်လိုက်မိစ္ဆာပရောဖြစ်အများကြီးอ่ะကျမ်းစာတွေတစ်ပတ်ကိုယူပြီးလှည့်စားပြီးတော့ခရိယန်တွေအများကြီးအဲ့ဒီတော့ပါသွားကြတယ်သူတွေငွေကြေးတွေသူတွေအချိန်တွေအလကားတာဖြုံးပြီးခံစားရတယ်နောက်ဆုံးတော့နေ့မှာဒီလူတွေကိုခရစ်တော်မသိဘူးပြောတဲ့အခါမှာသူ့နောက်လိုက်ပါတယ်အကုန်ဒါကြောင့်ငရေဆိုတာဒီလူတွေဖန်ဆင်းလာတာမဟုတ်ဘူးစာတန်နဲ့မိစ္ဆာပရောဖက်တွေအတွက်ဖန်ဆင်းလာတာသူလှည့်စားခြင်းတော့မပါဘူးအမှန်တန်အရေးကြီးတယ်ဒါတမန်တော်ရှင်ဘောလူကကျွန်တော်အကျိုးကိုထောက်ပြီးပြောပါတယ်အာဘိုးလူပဲဖြစ်ဖြစ်ငါပဲဖြစ်ဖြစ်ကျမ်းစာလွတ်လိုက်ကြလို့မယူသေးနဲ့တဲ့ငါတို့အရေးတည်လုံးဝယူသေးပြီနေတော့တဲ့ကျမ်းစာနဲ့မှားရင်ငါတို့လက်မခံနဲ့ကောင်းကင်မှာပြောလဲလက်မခံနဲ့မင်းတို့အကျိုးထောက်ပြီးပြောခြင်းဖြစ်တယ်စာတန်ရဲ့လှည့်စားခြင်းကိုကျွန်တော်မခံဘူးအမှန်အရေးကြီးတယ်
ကျန်တယ်တော့ရည်ပြီးသားဘာတွေသူခလက်စားမလဲဆိုတာအနည်းတောင်ပြီးတော့ဖျက်ငင်လွတ်လိုက်အောင်မယ်အဲ့ဒီခါမှာအရေးတွေများတဲ့လူတွေကိုတမှုတရားတဲလို့များတဲ့လူတွေကိုလှည့်စားအောင်မယ်တဲ့သူရဲ့ဗီဇကြီးအပြစ်ဗီဇပါလှည့်စားမှုဟာဒီနေ့အပြစ်ဗီဇပါတဲ့လူတွေကတော့ကျွန်တော်ခုတွေ့နေပါတယ်ကဘာတစ်ခုလုံးလှည့်လိန်တဲ့အဖွဲ့ရုံအောင်လိန်လိုက်တာလိန်နေဆိုရဲကလူကိုလှည့်စားနေပြီဆိုတတိထားတော့ဟိုစားကောင်းမှလက်ပံတော့စနေရအောင်ပြမယ်အမျိုးမျိုးဟိုစားလောကစာရန်ကဒီလောကရဲ့ဥစ္စာတွေဖျားရောက်မယ်လူတွေကဥစ္စာတတ်မဲ့တဲ့နောက်ပါသွားကြတာပဲတဲ့သခင်ရှိပြောတာကကျမ်းစာပါပြောတာကရောက်ရဲသောစိတ်ပါရင်ဖျားနဲ့မွေ့လို့ခြင်းဒီကြီးစွာသောအကျိုးစီးပွားဖြစ်တယ်မရောက်ရင်းနိုင်လို့လူတွေဒုက္ခရောက်တာဒီလိုကားလေးကနေတနေ့ကောင်းတဲ့ကားကြီးစီးချင်တယ်ဘယ်ကနေလေပြောင်စီးချင်တယ်စသဖြင့်မရောက်ရင်းအောင်စာသားခါတဲ့ပင်လေဆန်းကရင်တောက်လို့တော့တောက်နေငတ်မပြေလေတောက်နေငတ်မပြေလေအဲ့ဒါကျွန်တော်ခရိယာမှုလို့ဆိုနေအများကြီးလည်းအဲ့ဒီဆွဆာမှုမဟုတ်ပေါ့စာတိုင်းလှည့်စားမှုနောက်ကပါသွားတယ်ဆိုတော့တွေ့ရတယ်ဒါပေမဲ့ဖျားတဲ့တကယ်ချစ်တဲ့ကောင်းတော့ကြည့်ပါကျွန်တော်အမြဲတမ်းဘုဒ္ဓဒီပြကစကြီး Rick Warren စကြီး Billy Graham အခုဆိုတော့ကျွန်တော်ဘာမှပြန်ဒုက္ခရောက်နေဆိုချက်ချင်းကလေးမှသူရောက်လာတယ်ခုနတန်းလောက်စီးပြီးအကုန်ခံပြီးလှုပ်ဆောင်ပေးတယ်အများကြီးအကုန်ခံပြီးလုပ်ပေးတယ်ဒါပေမဲ့ဆရာကြီးအင်တကြီးကျွန်တော်ဘယ်ကရောက်တော့တိလုံးအင်လေးပဲရည်ရည်လေးပဲခါလေးခရစ်စတန်ကိုကြည့်တဲ့အခါမှာပထမတော့အိုးတန့်ရှင်းလုပ်ပြီးပြီရှင်တယ်ဘယ်သူ့ကိုအင်တာဗျူးလုပ်တော့ slide မီးလာဟောပင်းကိုအင်အများကြီးလက်တွေ့တယ်ရည်ရည်အင်လေးပဲနေပါတယ်ရတဲ့ငွေတွေတို့အများကြီးတို့တော့မသုံးပါဘူးရှင်ကြီး Rick Warren စောက်ရည်တဲ့ purpose driven life ဘုရားကြီးနှင်းစေတော့အတ္တတာပေါ့နော် the purpose driven life ကိုရေးတဲ့အခါမှာတမန်များစွာချမ်းသာတယ်တခါမှသူကားအတိတ်ဝယ်စီဖို့မစဉ်းစားပါဘူးအရင်ကားဟောင်းလေးပဲစီတယ်အရင်အင်္ဂလန်ပဲအဝဆိုင်စိတ်နဲ့စုံမဲ့သူရှိတယ်ကျန်တာဖျားတဲ့နိုင်ငံတွေတုံးတယ်ဒါကြောင့်ရောက်ရည်သောစိတ်ပါတဲ့လူဟာကျူးကြီးစွာသောအကျိုးစီးပွားနဲ့ကောင်းကြီးမင်္ဂလာဖြစ်တယ်စာရန်ကမရောက်ရဲအောင်ဒီနေ့လူငယ်တွေအထူးပြီးအဲ့ဒီဖျားယောင်းခြင်းတော့ကိုပါသွားတယ်ကောင်းကောင်းဘုမကောင်းကောင်းစားမကောင်းကောင်းကားစီမလူတွေကဖျောက်ယုံနေဆိုတော့လှည့်စားခြင်းအောက်မှာစရံပါသွားတယ်ဘာမှအဲ့ဒါတွေမလုပ်ပါဘူးမနေ့ကကျွန်တော် Facebook ထဲကနေဆရာတပါးကကျေးဇူးတင်ကြောင်းပို့တယ်ဘာလဲလို့ကျွန်တော်ဘာလို့ဆရာနဲ့လည်းကျွန်တော်တိတ်တော့ဒီ Facebook နဲ့တိတ်ပါပုဆိုကြီးတခြားဒီမရင်းနေဘူးပေါ့လေတူပါရေးထားလေဆိုအဲ့ဒီမှာတဲ့မြန်မာလူမျိုးတမန်ကြားရဲ့နောက်ဆုံးပြောတော့ဘုမှာကျွန်တော်ဝင်ငှလိုက်တဲ့နှုတ်ကပတော်ကြားပြီးတော့တဲ့မြန်မာလူမျိုးကြီးဦးမိုးကျိုးကသူတို့တင်တော့ရောက်လာပြီးခရစ်တော်ကိုယုံကြည်ပြီးတော့နှစ်ချင်းခံသွားတယ်တဲ့အဲ့ဒါကျေးဇူးတင်တဲ့အကြောင်းပြေးတယ်ကျွန်တော်ပြန်အဲ့ဒီမှာအောက်မှာရေးပေးလိုက်ပါတယ်ရှင်ဘောလို့ပြန်ငါတို့ကရေလောင်းတယ်မျိုးစိကျဲတယ်အပင်ကိုကြီးပွားစေတာဘုရားခင်ဖြစ်တယ်ကျွန်တော်မလုပ်နိုင်ပါဘူးဘုရားခင်လုပ်ရင်လူကခရစ်တော်ရှိရောက်သွားနိုင်တယ်ကျွန်တော်ဗာတရားဟောတယ်ကျွန်တော်မမှတ်မိဘူးဒါပေမဲ့နှုတ်ကပတ်တော်ကအသက်ရှင်နှုတ်ကပတ်တော်ဖြစ်တယ်လူရဲ့နှလုံးကိုအတွင်းနှလုံးသားကိုဖောက်ထွင်းနိုင်တယ်ဟေဘရဲအခန်းကြီး၄အငယ်7ကဘုရားခင်နှုတ်ကပတ်တရားတော်သည်အသက်ရှင်ခြင်းတကူးနှင့်ပြုပြင်ခြင်းတန်လက်တကားတူတဲ့ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍အသက်နှင့်စိတ်ဝိညာဉ်ကို၎င်းအယုစစ်နှင့်ချင်းစီကို၎င်းပိုင်းခြား၍ထုတ်ခွင်းတတ်ကြ၏စိတ်နှလုံးအကြံစီများကိုလည်းသိမြင်တော်မူ၏နှုတ်ကပတ်တော်ကလူသားရဲ့နှလုံးသားကိုပြောင်းလဲတာကျွန်တော်တို့ကmusic ကြေးရတယ်ရေလောင်းရတယ်အပင်ကိုကြီးပွားစေတာပဲလေဘုရားသခင်ဘာမှပေါ်ကြောစရာမရှိဘူးဒါကြောင့်ဒီအရာကိုကျွန်တော်သိလို့ရှိရင်စာတိုင်းလှည့်စားခြင်းအောက်ပါကျွန်တော်အမှုတော်ဆောင်ကြီးကြာစီသွားစရာမရှိဘူးဒီနေ့များဆိုတော့အမှုတော်ဆောင်နေငွေကြီးနဲ့
ကြာဆင်းသွားကြတယ်လင်ကိစ္စနဲ့ကြာဆင်းသွားရတယ်ကြော်စားမှုနဲ့ကြာဆင်းသွားရတယ်ကျွန်တော်မှုရဆက်ဆောင်နေဆိုတော့ကျွန်တော်အဖိုးက104နှစ်အသက်ရှိတယ်ဆရာဝန်ကြီးသူ့အကျဘာမှမရှိပဲနဲ့တကယ်စီးတဲ့နေရာမှာတွားပြီးတော့စီဝါကုသပေးတာအဲ့ဒီအချိန်ကကျွန်တော်အဖိုးနဲ့လိုက်ပြီးတော့ကျွန်တော်စိတ်ပြဝဒနာပါလာဘူးအဲ့ဒီဆိုကြတဲ့ခေတ်မှာကျွန်တော်တည်တယ်ပဲပင်စင်ဟောစီးဘာမှမရှိဘူးအရက်ပြန်တော့မရှိဘူးအရက်ပြန်တပလီရဖို့တန်းစီရတယ်ဆရာဝန်ကြီးတို့တန်းစီရတာနော်အဲ့ကအဖိုးဘာလုပ်လဲဆိုတော့ပင်စင်ပလင်းလေးစီထူရစတက်တူမဲစီတို့ TV ဖြစ်ဆိုထူရအောင်လေအဲ့ဒီပလင်းလေးတွေကိုပြန်စီပြီးစနွင်းရကျွန်တော်တိုင်းကစားတော့ခြေတော့မှာခုံလိုက်ကျွန်တော်ဓာတ်နဲ့ကျင်းတဲ့အဆင့်ရောက်လာတော့ခုံလိုက်တော့ကျွန်တော်နေသွားတော့ကျွန်တော်ခြေတလုံးထိပြီးတော့အယိုးတော်ပေါ်လာတယ်အဲ့ဒါအဖိုးကဘာလုပ်လဲစနင်းအစစ်တွေတိတ်လိုက်အခုဆိုအနေရတော့ပျောက်တယ်လို့ဖြစ်နေတယ်လုံးဝဆက်တော့အရန်ဆက်တာပဲလုံးဝပျောက်သွားတယ်အဲ့ဒါလေးကိုတပလေးကိုတမတ်ပေါ့25ပြအိုးအနာတွေဖြစ်ပျောက်သွားကြတယ်ဝဲတွေပျောက်ဆိုအဖိုးကဖျားခင်အဲ့ဒါလို့ကောင်းကြီးပြီးတဲ့အဖိုးဖြစ်တယ်အဖိုးကကျွန်တော်ဗာပြောဘူးလေမင်းအမှုတော်ဆောင်နေမယ်ဆိုရင်တဲ့ 3W ကိုရှောင်ပါတဲ့နံပါတ်1 wealth ကျေဝချမ်းသာခြင်းမကြည့်နဲ့တဲ့နှစ် woman wine မူရချင်းအောင်မြင်ရင်မှမရစ်မှုလိုက်နဲ့ဆုံးရှုံးမှုမှလည်းမရစ်မှုလိုက်နဲ့လောကနဲ့မူရတဲ့အရာတွေလည်းရှောင်ပါဒီနေ့အထိဖြစ်အဖိုးရဲ့စကားကျွန်တော်လိုက်နာတယ်တကယ်အသိကြီးတဲ့လူစကားသိမှန်တယ်ဒါဒီကနေ့ကျွန်တော်မှုရဆောင်တဲ့အခါမှာစာဒန်ဒီအင်မတန်လိမ့်မှာပန်းနာခရိယန်တွေကိုလည်းအဲ့ဒီလိုသုံးခုနဲ့လေးအောင်ဆွေးချနေတယ်မှာကျွန်တော်အမှုရဆောင်များခရိယန်များကျွန်တော်သိတဲ့ကျွန်တော်လုပ်ဖို့ဆောင်ပဲတယ်အဲ့လိုမလေးသွားရအောင်အဲ့ဒီထဲမှာကြောက်ပြီးတဲ့မိနေလေစာဒန်ရဲ့လှည့်စားခြင်းကိုမြင်တတ်နိုင်ဖို့သူဉာဏ်မျက်စိကိုဖျားရင်ဖွင့်ပေးဖို့ကျွန်တော်ဆုတောင်းပေးဖို့ဖြစ်ပါတယ်။ခဏအတွက်မြန်မာနိုင်ငံခရိယာအသင်းတော်ဘောင်းစုဆုတောင်းရကော်မတီရဲ့ဆုတောင်းချက်နှစ်ချက်ကတော့မိမိရဲ့အတ္တကောင်းစားရဲ့အတွက်သူတစ်ပါးအားလင်ညာလှည့်ဖျားနေကြတော့သူများအားဖျားခင်ဆုံးမပေရှားပေးပါရန်ဆုတောင်းပါဒီနေ့ကျွန်တော်တိုင်းပြည်မှာအင်မတန်မှယူသားပါလေဆိုတဲ့တိုင်းသားလူမျိုးတွေကနေခုံးမကြောင့်ခုံးမတကောင်ကြောင့်တလေလုံးပုတ်တယ်လို့အဲ့ဒီငွေတက်မဲ့တဲ့ပုဂ္ဂိုလ်တွေကြောင့်အဲ့ယူသားတွေနိုင်ငံကျွန်တော်နိုင်ငံပြည်တွင်းကတိုင်းသားဒီနာမည်ပြည့်အောင်လုပ်နေတဲ့ဒီပုဂ္ဂိုလ်ကြီးဒီပုဂ္ဂိုလ်တွေနောင်တရဖို့သူတို့အတ္တသူတို့ကောင်းစားရဲ့အတွက်ကဘာကိုလှည့်လိမ့်နဲ့ပေါင်းပြီးတော့အခုတည်းကနောင်တမရသေးဘူးလှုပ်ဆောင်နေတဲ့ဒီပုဂ္ဂိုလ်တွေအတွက်ဆုတောင်းပေးဖို့ဖြစ်ပါတယ်တရားမြတ်တော်သာစီရင်တော်မူသောဘုရားခင်လက်တော်သည်သူဒုစရိုက်သမားကြောက်ရွံ့စရာဖြစ်ပြီး၎င်းတို့နောင်တရဖို့လည်းဆုတောင်းပေးပါနောင်တရတဲ့ကာလကိုဘုရားခင်ပေးနေတယ်နောင်တမရပဲခိုင်မာလို့ရှိရင်ပျက်စီးခြင်းကိုသူတို့ရောက်တော့မယ်ယောမဩဝါဒစာကကျွန်တော်တို့တုံ့ပြန်ပေးပါတယ်သူတို့တွေဆုတောင်းပေးတဲ့အခါမှာဒီနှုတ်ကပတ်တော်နဲ့ဆုတောင်းပေးဖို့အမှန်တရားအရေးကြီးပါတယ်တော်လည်းကောမောရကိုဖျက်မယ်ဆိုတဲ့အခါမှာအာဗြဟံကကျမ်းစာနဲ့ဆုတောင်းပါတယ်ဖြောင့်မတ်တဲ့လူတွေကိုမတရားတဲ့လူတွေကိုမပျက်စီးမဟုတ်ဘူးလားတူလောဒနဲ့သမီးနှစ်ယောက်ခေါ်ထုတ်လွတ်မြောက်ခြင်းကိုဖျားရင်ပြီးခဲ့တယ်။ယောမဩဝါဒစာခန်းကြီး2အငယ်4လာ6ကဖျားခင်ယေရှုတော်သည်တင့်ကိုနောင်တလန်းသို့တွေးဆောင်ဒီကိုမတိမမှတ်ပဲကျွယ်ဝစွာယေရှုပြုတော်မူခြင်းတီးခံတော်မူခြင်းစိတ်ရှိတော်မူခြင်းကိုမထင်မိဘူးသလား။အဲ့ဒီကဘာလုံးကိုပူပေါင်းလိမ်လည်တဲ့အဖွဲ့တွေထဲမှာတခင်ယေရှုယုံကြည်ပါလေဆိုနာမည်ခံတဲ့လူတွေလည်းရှိပါတယ်။သူတို့သည်ဘုရားခင်နောင်တလန်းကိုတွေးဆောင်တယ်တီးခံတာကိုစိတ်ရှိခြင်းကိုမထင်မိမပြုဖို့ဆုတောင်းပေးဖို့ဖြစ်ပါတယ်။ထို့သောပြုလျှင်တကယ်လို့သူစိတ်ခိုင်ပါမယ်ဘုရားခင်နောင်တလန်းကိုတွေးဆောင်တယ်ကိုဂရုမစိုက်ဘူးဆိုရင်တဲ့စိတ်ခံမှရဲ့နောင်တမရတဲ့အညီဒေါသနှင့်ဒီဟုသောဘု
ရားခင်တရားတော်ဒီထင်ရှားသောနေ့၌ကိုခံစရာဖို့အမျက်တော်ကိုစီးပူသလိုမတရားတဲ့လူတွေကမျက်ပင်ကဲသို့ပောက်ပြီးတော့အဓမ္မလူတွေပွင့်လာတဲ့အခါမှာထာဝရပစ္စည်းရောက်တော့မှလူစုတို့အကြောင်းကြောင့်စိတ်မပူနဲ့မတရားခြင်းပြုသောသူတွေကိုမညှို့စုနဲ့မကြမမီမျက်ပင်ကဲသို့ရိတ်ချင်းကိုခံပြီးစိမ့်သောပြုပြီးကျူးလွန်တကယ်လို့ဖြစ်မယ်အဲ့ဒီထဲမှာတကယ်ပဲဘုရားကိုချစ်ကြောက်တဲ့အဲ့ဒီမျိုးစုတွေကတစုကတော့ပူပေါင်းပြီးတော့ဒီမကောင်းတဲ့အမှုကြီးကိုတိုက်ဖြစ်တယ်ပေါ်လာတယ်ခုအမေရိကန်နိုင်ငံနဲ့ပူပေါင်းပြီးတော့သူတို့ဒါကြီးကိုလှုပ်ဆောင်နေဆိုတဲ့အခါမှာနောင်တမရတဲ့လူတွေနောင်တမရရင်တော့အမျက်တော်ကိုခံရတော့မယ်တားစီမိဆက်တမိုင်းကြောင်းအမျက်ဆက်ထင်တော့မယ်သူတို့ဘိုးဘွေးတွေရဲ့ယူသားမှုအစင်လာကိုဆက်လက်ထိန်းနိုင်ဖို့နောင်တရဖို့ဆုတောင်းပေးဖို့ဖြစ်ပါတယ်ဆုတောင်းကြပါစို့ဒီနေ့မွေးနေ့ကြားတဲ့မွေးနေ့ရှင်များအတွက်လည်းတတိရတယ်ကျွန်တော်တည်တဲ့လူတွေဆုတောင်းပေးမယ်မင်္ဂလာရက်မြတ်ကိုမြင်တဲ့စနီးမောင်တဲ့အတွက်လည်းအတူတူဆုတောင်းကြပါစို့လူဆုတောင်းပေးတဲ့အခါမှာသခင်ဘုရားတင်ပေးတဲ့ပဋ္ဌာန်းတော်အတိုင်းကျွန်တော်အတူတူကယုံကြည်ခြင်းပါလည်းမေတ္တာပို့တဲ့ဆုတောင်းကြမယ်ဖြစ်ပါတယ်ကောင်းကင်ဘုံနဲ့ရှိတော်မူသောအဖမြတ်စွာသောဘုရားခင်မိမိတို့အတ္တကောင်းစားရေးအတွက်ဒီတစ်ပါးအားလိမ်လည်လှည့်ဖျားနေကြတယ်ဒီကမ္ဘာလုံးကိုလိမ်လည်လှည့်ဖျားနေကြတယ်လှည့်ဖျားယူနေမကလှည့်ဖျားခြင်းမလုပ်တဲ့လူတွေကိုရက်ဆက်စွာလူမဆန်စွာညှဉ်းပန်းနှိပ်စက်နေကြတယ်သူတို့ကိုကိုရောတိခံခြင်းစိတ်ရှိခြင်းကိုမထီမဲ့မပြုဖို့ကောင်းကြီးပေးလို့ပါမထီမဲ့ဆက်ပြုနေရင်သူတို့စိတ်ခိုင်မာပြီးတော့နောင်တမြတ်တည်နေညီကိုရဲ့ဒေါသအမျက်တည်ဟူသောစီရင်ခြင်းကိုခံရမည်ဖြစ်သောကြောင့်သူတို့အတွက်လည်းကျွန်တော်တို့မေတ္တာပို့ဆုတောင်းပေးပါတယ်ဘုရားသဘောတော်ကဒုစရိုက်ပြုသောသူတို့သည်အဲ့ဒီဒုစရိုက်အဖြစ်ကြောင့်တည်ခြင်းကိုဘုရားခင်မနှစ်သက်ပါဒုစရိုက်လမ်းတွေကလွဲရှောင်း၍ချမ်းသာခြင်းရဖို့ကနှစ်သက်သောကြောင့်သူတို့အတွက်လည်းကျွန်တော်သည်အပေါ်ယံမှုနဲ့တကယ်ပဲသူတို့သားစီမိဆက်အမေစကြီးချင်းပြီးတော့လူတွေစတဲ့ခွက်မှာပက်လက်မမျိုးမသူတို့အတွက်ဆုတောင်းမေတ္တာပို့ပေးပါတယ်မတရားမှုကမနစ်သက်ပဲနဲ့တရားစွာရှင်ရင်တော်မူသောဘုရားခင်လက်တော်သည်သူစေတမများကိုနောင်တရဖို့တိခံတယ်လို့နောင်တမရသည်နှင့်အညီမကြမမြမျက်ပင်ကဲ့သို့ရစ်ချင်းကိုခံရ၍စိမ့်သောပြုပြီးညှိုးနှံတဲ့ကဲ့သို့စီရင်မဲ့ဖြစ်သောကြောင့်လည်းကျေးဇူးတော်ကိုချီးမွမ်းပါတယ်မတရားသောသူတို့သည်ငွေကြီးအားဖြင့်၎င်းအာဏာအားဖြင့်၎င်းအပြစ်မှလဲရှောင်ပေမဲ့ဒုစရိုက်ကိုပြုသောသူတို့တရားစွာစီရင်တဲ့ကိုရှင်လက်တော်အောက်မှာဘယ်တော့မှမလွတ်နိုင်ကြောင်းကိုတတ်သိများရှိသောကြောင့်ကျွန်တော်တို့သည်လူစုတို့အကြောင်းစိတ်မပူဖို့မတရားသဖြင့်ပြုတဲ့မညှို့စုဖို့ဘာကြောင့်လဲဆိုရင်မကြခင်စိတ်တော်ပြုပြီးညှို့နှောတဲ့ကဲ့သို့သူတို့ညှို့နှံခြင်းခံရမယ်ရိတ်ချင်းခံရပြီးဖြစ်သောကြောင့်ကျေးဇူးတော်ကိုလည်းချီးမွမ်းကြပါတယ်ကဘာတစ်ပါးလုံးကိုလိမ်လည်လှည့်ဖျားနေတဲ့ဤသူတို့ကိုကိုရရဲ့တိခံခြင်းစိတ်ရှိခြင်းအတွက်ကျွန်တော်တို့ဒီတခါလေမတိခံနိုင်လောက်အောင်ဖြစ်ပေမဲ့ဘုရားရှင်အလိုတော်သည်ကောင်းကင်မှာပြည့်စုံလို့မြန်မာနိုင်ငံကြီးမှာပြည့်စုံမဲ့ကမ္ဘာပေါ်မှာပြည့်စုံပြီဖြစ်လို့ယေရှုကိုချီးမွမ်းကြတဲ့အခါတွင်၎င်းဝိနည်းရှင်များနဲ့မိမိတို့မင်္ဂလာရက်မြတ်ကိုမြင်တဲ့ဇနီးမောင်နှံတွေအတွက်လည်းအတူတကွကျွန်တော်ဆုတောင်းပေးကြတဲ့အခါမှာတကယ်ပြတင်ပေးတဲ့ပဋ္ဌာန်းတော်အတိုင်းသဘောချင်းတူလက်မေတ္တာပို့လက်ဆုတောင်းပေးကြညီမှာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်တို့အဖာကိုယ်တော်ဤနာမတော်အားယုံသည်လေးမြတ်ခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံတဲ့ကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောအသက်မွေးလာသောအစာကိုကျွန်တော်တို့အားယနေ့ပေးသနာတော်မူပါသူတစ်ပါးသည်ကျွန်တော်တို့ကိုပြစ်မှားသောပြစ်များကိုကျွန်တော်တို့သည်လွတ်တဲ့ကဲ့သို့ကျွန်တော်တို့အပြစ်များကိုလွတ်တော်မူပါပြစ်တွေဆောင်တော်မူလည်းမပါစေပဲမကောင်းသောအမှုရာမှလည်းကဲ့သို့တော်မူပါအစိုးပိုင်သောအခွင့်နှင့်ဘုန်းတော်ကိုအာနုဘော်တော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်
အစီအစဉ်ရုပ်သိမ်းမှုအတွက်ဓမ္မသခင်အမှတ်300ခရစ်ယာန်စစ်တီတို့ချီဆိုတဲ့ဓမ္မသခင်ဖြစ်ပါတယ်တက်ကြခရစ်ယာန်စစ်တီတိုက်ဖို့ချီသည်နီယေရှုကားရင်ထမ်း၍ရှိတဲ့စိတ်အားကြီးရန်သူတွေ့အောင်ခရစ်တော်ကိုယ်တိုင်ကြွနေပြီစစ်ပွဲထဲသို့ဝင်လို့ထူးအလှတော်ကြီးအောင်မြင်မိမ့်မြင်၍စာတန်လူဆုပ်ပြေတက်ကြခရစ်ယာန်စစ်တီအောင်ပွဲခံရလေကြွေးကြော်တာကိုကြားတော့စာတန်နိုင်ငံတုံညီအကိုတို့ဟစ်လို့ကြဲကြဲချီးမွမ်းတော့စုမင်းအာနာရွေသွားတိုင်းပြည်ပေါ်ပျောက်ချီယေရှုနိုင်ငံတော်ကမြဲတည်နေရလေမာနစိနိုင်ငံအောင်ခွင့်လင်းမရခရစ်တော်ကိုယ်တိုင်မိန့်တာမြဲကြည်တော်ထားဒီနှုတ်ကပတ်တော်ကိုတကယ်ပဲကောင်းသောတိုက်ခံကြီးကိုတိုက်တဲ့ခရစ်ယာန်စစ်တီတွေဖြစ်ဖို့ကျွန်တော်ဆုတောင်းတဲ့စာရနိုင်ငံကြီးပြုပြသွားဖို့တကယ်စရောကိုပါယုံကြည်ရပြည့်ဝနဲ့တည်ဆိုချီးမွမ်းကြပါစို့ခရစ်ယာန်စစ်တီတိုက်ဖို့ချီသည်နီယေရှုကားတိုင်းထမ်း၍ရှေ့တက်စိတ်အားကြီးရန်သူတွေ့အောင်ခရစ်တော်ကိုယ်တိုင်ကြွနေ၏စစ်ပွဲတဲ့သောဝေလောထူအလန်တော်ကြီးတက်ကြခရစ်ယာန်စစ်တီတိုက်ဖို့ချီသည်နီယေရှုကိုယ်တိုင်ထမ်း၍ရှေ့တက်စိတ်အားကြီးအောင်မြင်နာမိတ်မြင်၍စာတန်လူဆုံးပြေတဲ့ကြောင့်ခရစ်ယာန်စစ်တီအောင်မွေခံရလေကြွေကြော်တန်ကိုကြားတော့စာတန်နိုင်ငံတော်ညီအကိုတို့ဟေလောချစ်ချစ်ချီးမွမ်းကုန်တဲ့ကြခရစ်ယာန်စစ်တီတိုက်ဖို့ချီသည်နီယေရှုကိုယ်တိုင်ထမ်း၍ရှေ့တက်စိတ်အားကြီးအားကြီးပေါ်ပါများလို့ခရစ်အသင်တော်သာရှင်တန်ရှင်သူများတို့ချေရလိုက်နေကြဝေပြဝါရာကေကိုတကိုလင်း
ကြောင့်တလူမျိုးတွေငါတို့ပေါင်းဝင်စားညီညာတိချစ်ဆိုလေကောင်းမင်းခွင်ကျူကြခရစ်တော်သာပဲယေရှုမင်းတကားပေါ်တာယေရှုကိုယ်တိုင်ထား၍ရှိတဲ့စိတ်အားကြီးကောင်းကင်ဘုံနဲ့ရှိတော်မူသောအဖမြတ်စွာသောဘုရားခင်စာတန်ရဲ့လှည့်စားခြင်းကြောင့်မိမိရဲ့အတ္တမိမိတို့တကူကြီးတမိသားစုကောင်းစားရဲ့အတွက်ကဘာတဝါလုံးကိုလိမ်လည်လှည့်ဖျားလေးရှိသောစာတန်ရဲ့သားသမီးတွေနောင်တရမှုဆုတောင်းပေးပါလေလွန်ခဲ့တဲ့အပါဒက9 စာတန်ကိုကူးကွယ်တဲ့လူတွေလည်းနောင်တရတယ်လို့သူတို့လည်းအခွင့်အရေးရှိသောကြောင့်သူနောင်တရဖို့နောင်တမရသည်ကိုရရှိဒေါသအမျက်ကိုစီးပူးရသို့မခံရမည်အကြောင်းလည်းမေတ္တာဖို့ဆုတောင်းပေးတဲ့အခါမှာကဘာသူကဘာသားတွေကိုချစ်ယုံနေမကမေတ္တာနဲ့ပြည့်ဝယုံနေမကဖြောင့်မတ်စွာစီရင်တော်မူသောအရှင်သည်ဤအမှုကိုလည်းစတင်ပြီးတော့စီရင်ပေးနေသောကြောင့်ကျေးဇူးတော်ချီးမွမ်းတဲ့အခါတွင်၎င်းဤမင်္ဂလာကိုလိမ်လည်လှည့်ဖျားခြင်းခံရတဲ့လူတွေအလုံးလေးမြောက်ခြင်းခံစားရဖို့ရထာဝရဘုရားသည်ကျွန်တော်တို့ကိုကောင်းကြီးပေးဆောင်မကြည့်ရှုပါစေသောဤကဲ့သို့လိမ်လည်လှည့်ဖျားခြင်းခံရတဲ့လူတွေအပေါ်မှာလည်းကိုရရှိမျက်နှာအလင်းတော်ကိုလွှတ်လက်သူတို့ကိုခရီးနာကျေးဇူးပြုလို့ပါစေသောမတရားလိမ်လည်လှည့်ဖျားခြင်းခံတော့သူတို့သည်လည်းလိမ်လည်လှည့်ဖျားတဲ့အရာတွေကိုတရားမျှတစွာပြန်လဲရရှိတဲ့သူတို့ကိုမျှော်ကြည့်ပြီးတော့ပြန်လဲချမ်းသာခြင်းကိုမဆာပြီးလို့ပါသေးသောခမည်းတော်ဘုရားသခင်ရဲ့မြတ်တာတော်သားတော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နှင့်တန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့မေတ္တာပွင့်ခြင်းကျေးဇူးအပေါင်းတို့သည်ထိုကဲ့သို့သောခံစားနေလူအသီးသီးပေါ်မှာယခုမှစ၍ကာလအစဉ်မြဲတက်ရောက်တည်ရှိတည်နေပါစေတည်းအာမင်